ဖို့နာတဲ့အဖို့စကားတွေ့ဖြင့်ကြားနိုင်မယ်မထင်နဲ့ထွေးညိုရေအဝေးကပြန်လာတဲ့မောင်ကြီးကိုရွာဝင်လမ်းမှာတပြေပန်းနေနဲ့ကြုံနေမယ်လို့ထင်ခဲ့တယ်ကွယ်ဒါပေမဲ့ညောင်ညိုပင်ရဲ့အေးရိမ်မှာမိမ့်နေရှာတဲ့အဖိုးကတည်းထွေးညိုတယောက်တော့မြေရှင်ညာရှင်စနစ်ဆိုးတွေရဲ့အောက်မှာဘဝကိုလက်မြောက်ရှုံးပေးသွားပြီလို့တွတ်ပြောရှာတယ်။အိုးဒါတွေကိုတော့ထွေးညိုလေးကြားနိုင်မှာမဟုတ်ပါဘူးကွယ်။ထွေးနှမငယ်ငယ်ထွေးရဲ့အကြောင်းတွေမောင်ကြီးသိလိုက်သည်ခိုက်ဝဲရေလိုက်ဖို့မောထွေးညိုရဲ့လာမကျိုးလေကောလို့အပြစ်တော်မတင်မိခဲ့တယ်ထွေးရဲ့ကိုစားပြုခြင်းနဲ့ထွေးရဲ့ကိုစားပြုခြင်းနဲ့ရောက်လေအဘဝခြေကနာဂံဇံွယ်မောင်ကြီးသစ္စာပြုပါမယ်